အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ရွှေကပောင်ဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်တို့ကသုံးအရမ်းများတဲ့ကျွန်တော်တို့ can could share should where တို့ would တို့may တို့ might တို့ must တို့တွေမှာ might ပါတယ်ဗောနော်တခြား can တို့ could တို့ should တို့ကိုနားလည်ပေမဲ့ might ရဲ့အသုံးလုံးကိုဝေဝါးတယ်ဗောနော်ဒါကြောင့်ဒီအုပ်စုတွေထဲက might နဲ့အရင်စာပြောတာဗောနော် might ကိုလွယ်မှတ်ကမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က might တယ်လို့ပဲမှတ်ထားလိုက်တာကောင်းတယ်သူ့အတိုင်းပဲမြန်မာလိုပေါ့နော်တန်စင်လေး might တယ်ဘာဖြစ်လို့ might တယ်လို့မှတ်ကမလဲဆိုတော့သူရဲ့အဓိပ္ပာယ်ကနောက်ကသူက subject might verb ပေါ့နော် native speaker တွေသုံးတာအဲ့တော့အဲ့ might ရဲ့နောက်မှာ like တဲ့ verb ပေါ်မှာမူတည်ပြီးတော့ကရိယာပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကသူကလုံးရင်လုံးမယ် not might ဆိုလို့ရှိရင် might not ဆိုလို့ရှိရင်ကျွန်တော်တို့ကမလုံးရင်မလုံးဘူးဒီလိုမျိုးသွားမှာပေါ့နော်အဲ့တော့ဒါကြောင့်သူက might တယ် might ကနိုင်တယ်သူ့လိုမှတ်ကမှာပေါ့နော်လုံးရင်လုံးမယ်မလုံးရင်မလုံးဒီလိုအဓိပ္ပာယ်ပေါ့နော်အဲ့တော့မှတ်မိခြင်းမှတ်မိမှာပေါ့ဒီလိုမျိုးပေါ့နော်စိန်ခေါ်တဲ့စကားမျိုးသူကအဲ့လိုမျိုးမိုက်ကန်းနိုင်တာပေါ့နော်သူတော့ကျွန်တော်ကြည့်ကြရအောင်ပထမတော့ကျွန်တော်ဥပမာလေးတွေပြောမယ်နော်ရိုးရှင်းဥပမာပြီးရင် might have passed ကိုလည်း past participle ကိုလည်းပြောပြမယ်ဘာဖြစ်လို့ past participle ကိုဘာသာစကားနဲ့ပဲမှာ verb 3လို့မခေါ်ဘူးပေါ့နော်ဒါမြန်မာလူမျိုးမြန်မာနိုင်ငံကသူတတ်မှတ်ထားတာပေါ့နော်အဲ့တော့ past participle လို့အသုံးလုံးကိုသုံးတာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာ they might leave you သူမင်းကိုသူတို့ထားရင်လည်းထားခဲ့မှာပေါ့ထားရင်ထားခဲ့လိမ့်မယ်နော် we might help her သူမကိုကူညီလဲကူညီမှာပေါ့ကွာနော်ပြီးရင် she might lend you some money သူမမင်းကိုပတ်စံချီရင်လည်းချီမှာပေါ့နော်ပတ်စံနည်းပွားချီရင်လည်းချီမှာပေါ့ဟုတ်ပြီ Sam ကိုတချို့အနေငယ်လို့ဘာလို့ယူဆရမလဲ Sam အဲ့လိုမျိုးပေါ့နော်အဆင်ပြေလို့မြန်မာလိုဘာသာပြန်ရမှာပဲဒါကြောင့်မင်းကြီးတွေလုပ်ချင်တာမလုပ်ပါနဲ့လို့ကျွန်တော်အမြဲတမ်းပြောတယ်ပေါ့နော်ငယ်တော့စာမွေးအောင်မို့လုပ်ခဲ့တာမှန်ပေမဲ့လည်းဘာသာစကားနဲ့ပဲကိုနည်းနည်းစစ်စစ်စကားပြောတတ်ချင်တယ်ဆိုလို့ရှိရင် dictionary များလို့စာများဖတ်ပါထိတွေ့မှုများလုပ်ပါ Sam ဆိုတဲ့စကားလုံးအချို့အနေငယ်တခြားစာအုပ်ထဲမှာငယ်ရချက်ခဲ့ meaning နဲ့အပြင်ကိုပါကိုယူဆတက်လာလိမ့်မယ်နော်ဒီမှာတော့နည်းနည်းပါးပါးလို့ပဲဘာသာပြန်လိုက်မယ်နောက်တစ်ခုကဒီ mic ရဲ့နောက်မှာ one ကလည်း verb 1 2နဲ့နောက်ကနေ verb လိုက်ပြီးသုံးတာလည်းရှိတယ်သုံးတယ် native speaker တွေကအခုဒီမှာသုံးနေတဲ့ဟာတွေအကုန်လုံးက present ကာလမှာသုံးပြီး future ကိုဆိုလိုတာလည်းဖြစ်နိုင်တယ်လို့ present မှာပြောပြီး present ကိုပဲဆိုလိုနေရဖြစ်နိုင်တယ် native speaker တွေပေါ့နော်လက်တွေ့နေပဲမှာသုံးနေတဲ့ပုံစံအဲ့တော့ she might want to teach you English သူမကမင်းကိုအင်္ဂလိပ်စာသင်ပေးခြင်းထည့်ပြန်ရမယ်ဟိုကောင်က want to မပါရင်ထားရင်လည်းထားခဲ့မယ်တကယ်လို့ might နောက်မှာ want to leave ဆိုမင်းကိုထားခဲ့ခြင်းရင်လည်းထားခဲ့မှာပေါ့ဆိုပြီးခြင်းလေးထည့်ပြန်ပေးရမှာဘာလို့ want to ဆိုတာလိုချင်တာကိုင်းချင်တာဆိုတော့ခြင်းလေးထည့်ပြန်ပေးရမှာပေါ့နော် I might want to depend on you မင်းကိုမိကိုခြင်းလည်းမိကိုကောင်းမိကိုလိမ့်မယ်ဆိုတော့အားကိုးရင်လည်းအားကိုးမယ်ပေါ့ဟုတ်ပြီနောက်တစ်ခုကသူက adjective နဲ့တွဲတာလည်းရှိတယ် BEB ခံပြီးတော့ they might be happy သူတို့ပြောရင်လည်းပြောမှာပေါ့ကွာပတ်စံနေအများကြီးပေးလိုက်တယ်ဆိုရင်နော်နောက်တစ်ခုကမှားနေတာတစ်ခုရှိတယ်ပေါ့နော်ဒီမှာအဲ့ဒါကိုနောက်ဆုံးဒီဗီဒီယိုရဲ့အဆုံးမှာပြောသွားမယ်အဲ့ဒါဘာလဲဆိုတော့ mic ကို pass ထင်တာပေါ့နော် mic ရဲ့ pass ထင်တဲ့ကိစ္စကတော်တော်များပါတယ် pass ထင်တဲ့ကိစ္စကအသုံးရမ်းနေတယ်စာတွေ့မှာပဲသုံးတယ်ပေါ့နော်လက်တွေ့နယ်ပယ်မှာမသုံးဘူးလက်တွေ့နယ်မှာလူတွေအများကြီးမြင်ရပါပေါ့နော် she might be angry သူမစိတ်ဆိုးရင်လည်းစိတ်ဆိုးမှာပေါ့နော် if you insult her ဆဲတယ်ဆိုရင် we might be noobs ဆိုတာ noob ဆိုတာနည်းနည်းလေးရိုင်းတယ်ပေါ့နော် inexperience ဆောင်တယ်ပေါ့အတွေ့အကြုံမရှိတဲ့သူတွေဖြစ်ကောင်းဖြစ်ရင်ဖြစ်လိမ့်မယ်ဖြစ်ရင်လည်းဖြစ်မယ်ဒါပေမဲ့လူတွေကိုနာကျင်အောင်တော့ငါတို့မလုပ်ပါဘူးနော်ဒီလိုအတိတ်ပဲပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကဒါပုံမှာသုံးပါတဲ့ပုံစံ၃မျိုးပြတယ် might နောက်က verb လိုက်တယ် might want to သုံးတယ်ကို adjective သုံးတယ်နောက်တစ်မျိုးသွားမယ်ဒီမှာကတော့နောက်တစ်မျိုးကတော့ might have ရှေ့မှာနောက်ပိုင်းဗီဒီယိုတွေမှာတွေ့လာလိမ့်မယ်နော် could have past participle တွေ should have past participle အဲ့ဒါတွေသင်မိမှာပေါ့နော်အခုဒီမှာဖြစ်နိုင်ခြေကိုခံမှန်းနေဆိုတာပွင့်လင်းပြောရင်တော့အတိတ်မှာထားခဲ့တယ်သူက might ကိုခုနသုံးတယ် might verb ခုနသုံးတယ် might want to သုံးတယ် might be ဒီကောင်လေးကဒါ present နဲ့ future ကိုသုံးတာအခုဒီကောင် past သုံးတယ်လိုလိုလေးပဲမှတ်ထားလိုက်လွယ်တယ်နော်အတိတ်ကိုသုံးမယ်ငါတော့တွေရှာမတွေ့ဘူးတဲ့ I might have left them in the car ကားထဲမှာကြံရင်လည်းကြံခဲ့မှာပေါ့ကားထဲမှာကြံခဲ့လားမသိဘူးမသေးတော့မသေးကြဘူး mic ကဘယ်တော့မှမသေးကြဘူးလုံးရင်လုံးမယ်မလုံးရင်မလုံး mic ကနိုင်လို့ပြောပြီးတော့မသေးကြဘူးသူ့ရဲ့အတိတ်ပဲနော်အဲ့တော့maybe နဲ့ဆင်တယ်နော် I will probably do it နဲ့အဲ့လိုလဲဆင်တယ် he didn't answer my call ဖုန်းမကင်ဘူး
he might have been asleep အိပ်ပျော်နေတယ်ထင်တယ်မသေးတော့မသေးကြဘူးเนาะဒီလိုမျိုးပေါ့เนาะအဲ့တော့ဒီမှာတော့ asleep ဆိုတဲ့ adjective သုံးခြင်းလို့ been လေးဝင်တယ်ပေါ့ the road is wet ကားလမ်းနေရဝေးနေပြည့်နေဆိုနေတယ် it might have rained last night ဒီမှာပြောချင်တာက it ကဘာလို့ဆိုလို့လဲဆိုတော့ weather ကိုဆိုလို့တယ် native speaker ရဲ့ the weather ထည့်ပြီးတော့မပြောဘူးမင်းညကမိုးတွေရွာထားလားမသိဘူးเนาะမိုးတွေရွာထားတယ်ထင်တယ်ဒီလိုမျိုးတွေပဲပေါ့နော် they didn't come to the party ပွဲကိုမလာဘူး they might not have received the invitation အဲ့တော့ဖိတ်စာမရဘူးထင်တယ်မရလိုက်ဘူးလားမသိဘူးเนาะ the store is closed early today ဆိုင်ကဒီနေ့အစောကြီးပိတ်သွားတယ် they might have changed their business hours ဆိုင်မွေးချိန်ပြောင်းထားလားမသိဘူးပြောင်းထားတယ်ထင်တယ်ဒီလိုမျိုးပေါ့နော်သူကအဲ့လိုမျိုးထင်တယ်လို့ငါဥစ္စာလေးတွေသူ့ကိုဘာသာထည့်ပြန်ပေးရတယ်နောက်တစ်ခုပြောချင်တာကကျတော့ဝေဝါးနေတဲ့ကိစ္စပေါ့နော် reported speech ကိုဘာလို့သုံးတဲ့ပုံစံမျိုးလေးဒါစာတွေ့မှာသတင်းစကားပြန်ပြောတဲ့အခါ he said I may come နော်ပြန်ပြောရင် he said that he might come ဒါလေးတွေကတော့စာတွေ့မှာကြောင်းနယ်ပယ်တွေမှာပဲတွေ့ရမှာပေါ့နော်ရှေ့မှာပြောခဲ့တဲ့ဟာတွေအကုန်လုံးကလက်ရှိ native speaker တွေဘာသာစကားနယ်ပယ်မှာအသုံးများတဲ့ပုံစံတွေကိုအများဆုံးကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကဘာသာစကားနယ်ပယ်ကတင်တဲ့ဆရာဖြစ်တယ်ဘာသာစကားနယ်ပယ်မှာသုံးနေတဲ့ဟာတွေရုပ်ရှင်ထဲမှာသုံးနေတဲ့ဟာတွေကို emphasize လုပ်တာပေါ့နော်အများဆုံးကြားတယ်ကိုကစာတွေ့စိတ်ဝင်စားရဲဆိုရင်စာတွေ့တင်တဲ့ဆရာတွေရှိပါတယ်စာတွေ့တင်တဲ့ဆရာတွေရှီကနေပြီးတော့လေ့လာပေါ့နော်ဒါတွေကတော့အဓိကတော့လက်တွေ့နယ်ပယ်ကသုံးတဲ့ဥစ္စာကိုပို့ပြီး emphasize လုပ်ပေးတာပေါ့နော်ကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှေ့ဗီဒီယိုထဲမှာလည်းစိတ်ဝင်စားစရာအကြောင်းတွေကိုအများကြီးပြပြတော့ပါမယ်